အောင်နော်ဒီကဒါတော့ဆိုင်စားလို့နော်ပြလိုက်ကဲဒါတော့တော့ဆိုင်ရတာဒီနေ့စားပေးပေါ့နော်ချက်ပါလို့နေလဲဆက်ကြည့်ကြအောင်လားဒီကောင်ကတော့မြားမီစင်တာပေါ့နော်ဒါမြားမီစင်တာပါမြားမီရှိတယ်9ယူမီရှိတယ်ဒါ9ယူလို့ခေါ်9ယူပေါ့နော်မြားရှိတယ်9ယူရှိတယ်ကျွန်တော်ဒီမှာမီးရဒီကောင်ကတော့ engine နော်ဒါ engine ပိုင်းနော်ဒီကောင်က engine ပိုင်းပြီးရင်ဒီမှာဒီကောင်ကတော့ဒီမှာနည်းနည်းစစ်စေတာနော်စစ်စင်မှုပိုင်းပြီးရင်ဒါပါလေပေါက်စင်တာပေါက်တွေကပြတ်ကြည့်ပါဦးပေါက်တာနဲ့နည်းနည်းတော့တီးသွားတယ်ဥဖာနဲ့ဟုတ်ပြီသူ့ရဲ့စပီကာရောဒါပဲနှလုံးပဲဒါကတော့ပေါက်စင်တာပါနဲ့ဟိုကက်လေးပြတ်ကြည့်ချင်းပါဘယ်ကက်နဲ့ဆင်အဲ့ဒီမှာနော်ဒီကက်နဲ့ပေါက်စင်တာနော်ကက်လေးနဲ့ပေါက်စင်ပါဒါပေါက်ပြီးရင်နောက်စီပြအောင်မယ်ဒီကောင်ကတော့ဒါမစီမကာကိုလို့ခေါ်တယ်နော်ကာကိုကတော့ဒီမှာသူလည်းအင်ဂျင်ပိုင်းပဲနော်သူလည်းအင်ဂျင်ပိုင်းပဲနော်ဘာကလိုက်ရအောင်โอเคကျွန်တော်ဆိုင်ကိုအားပေးကြမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်ဒါတော့လက်ရှိကျွန်တော်ဆိုင်ရဲ့အနေအထားလေးပဲဖြစ်ပါတယ်ကဲအားလုံးပဲကျေးဇူးတင်တယ်နော်